မင်္ဂလာပါရှင်ဒီနေ့မှာတော့ကျမကမနက်စာကိုတူမွားထုတ်တဲ့အပြည့်မိခင်လေးကိုကြက်တော်နီလေးနဲ့တုပ်စားပြပါတယ်ပါဝင်တဲ့ပစ္စည်းလေးတွေကတော့ကြက်တော်နီငရုတ်သီးစိမ်းတံမြသီးသုံးနည်းလေးကိုတော့ဗီဒီယိုထဲမှာကြည့်ရအောင်အရင်ဆုံးကြက်တော်နီလေးကိုပါပါလီထားပေးပါငရုတ်သီးစိမ်းလေးကိုပါပါလီထားပေးပါတံမြသီးလေးကိုတော့အချမ်းလိုက်လေးချမ်းထားပေးပါပြီးရင်ကြက်တော်နီလေးကိုပကံနဲ့ထည့်ငရုတ်သီးစိမ်းလေးကိုထည့်ပြီးတော့အပြည့်မိခင်လေးကိုအသေးသေးလေးလက်လေးနဲ့ဖယ်ပေးလိုက်ပါပြီးပြီဆိုရင်တော့ကျမတို့ကဟင်းချုံမုံလေးထည့်ပါမယ်လေးလေးပင်ပင်လေးဖြစ်အောင်ငန်းပြရည်လေးအနည်းငယ်ထည့်ပါမယ်ပြီးရင်ပဇွန်နှကောင်စီလေးကိုထည့်ပါမယ်အဲ့ဒါလေးထည့်ပြီးရင်နောက်ဆုံးမှာတော့တံမြသီးလေးကိုညှစ်ပေးလိုက်ပါတံမြသီးလေးကိုညှစ်ပေးလိုက်ပြီးရင်ကျမတို့လက်အိတ်လေးနဲ့နေပေးပါမယ်ဒါဆိုရင်တော့အရန်ကိုရတာရှိတဲ့ငရမ်းချောက်မီးဖုတ်တုပ်လေးစားလို့ရပါပြီရှင်ထမင်းဖြူလေးနဲ့ဆိုတော့အရန်ကိုမှစားကောင်းပါတယ်ခုလိုမျိုးတုပ်စားခြင်းနဲ့ဆိုရင်တော့ DD Store မှာအဆုံးရှိပါတယ်เนาะတူမူနဲ့ပတ်သက်ပြီးတော့ငရမ်းချောက်အပြဲချောက်ဆက်သားချောက်မိခင်စံသားချောက်ကြောဒီလိုလေးတုပ်စားကြည့်ပါကျေးဇူးပါ